လူချမ်းသာနတ်ချမ်းသာမြမချမ်းသာစัจ jew ရင်းမင်းဤချမ်းသာလောကီချမ်းသာမှုတွေကိုလူလာခြင်းတောင်းတခြင်းမရှိပါပဲနဲ့နောက်ထပ်ဇာတိနေခြင်းကင်းရာခန္ဓာကိုယ်ရရှိခြင်းကင်းရာဘဝရရှိခြင်းကင်းရာကိလေသာတဏှာအညစ်ကြီးကုန်ရာခါရာချုပ်ရာငြိမ်းရာဖြစ်တဲ့မဟာအသင်္ကရထမြတ်သောနိဗ္ဗာန်ကိုရခြင်းပါတယ်ရောက်ခြင်းပါတယ်လို့ဒီမှာဖိတ်စာထဲမှာဆုတောင်းထားတာเนาะကောင်းလိုက်တဲ့ဆုတောင်းပါခင်ဗျာကောင်းပြီအလူတကာကြီးဖိတ်စာကြီးတွေတော့ဆုတောင်းထားတာနိဗ္ဗာန်လူခြင်းပါတယ်လို့ဆုတောင်းထားတာเนาะ gain မေးပါရသည်ကျုပ်အလူတကာအလူမများခမည်းတော်ဆုတောင်းထားတဲ့နိဗ္ဗာန်ကိုတကယ်လူကျင်တာဟုတ်ကောဟုတ်ရဲ့လားနိဗ္ဗာန်ရောက်ချင်လားမှန်ရောမှန်ရဲ့လားလို့ကျွန်တော်မေးပါရတယ်ဖြေပါလိမ့်မယ်ကျုပ်အလူတကာအလူမများကကိုရွှေဝါရဲ့နိဗ္ဗာန်လူကျင်တာပေါ့ဗျာနိဗ္ဗာန်ရောက်ချင်ပါတယ်လို့ဖြေပါပါနော်ကောင်းပြီနိဗ္ဗာန်လူကျင်ရင်နိဗ္ဗာန်ရောက်ချင်ရင်ဖိတ်စာထဲမှာဆုတောင်းနေမဲ့အစနေဆာကတုဓမ္မလို့ခေါ်တဲ့လူကျင့်ဝတ်လို့ခေါ်တဲ့၅ပါးသီလကိုလုံခြုံအောင်စောင့်ထိန်လိုက်ပါအဲ့ဒါဆိုရင်နိဗ္ဗာန်ကိုဆုတောင်းနေရမလိုပဲနဲ့နိဗ္ဗာန်နဲ့နီးနေပြီလို့မှတ်လိုက်ပါအဲ့ဒါဘသူကပြောတာတို့သုံးလောကထွတ်တာတပ်ပြီးယူဘုရားရှင်ကိုရောမြတ်ကြီးကဟောခဲ့တာဖြစ်ပါတယ်ချစ်သားချစ်သမီးတို့နိဗ္ဗာန်ရောက်ချင်ရင်၅ပါးသီလလုံခြုံအောင်စောင့်ထိန်ပါအဲ့ဒီ၅ပါးသီလမှာလုံခြုံအောင်မထိန်နိုင်ပဲနဲ့နိဗ္ဗာန်ကိုဆုတောင်းယူဆုတောင်းနေရင်တော့မောယုံတက်တက်ရှိပါလိမ့်မယ်ဟုတ်တာဗောပရိသတ်ပေါင်းသူတော်ကောင်းတို့စဉ်းစားကြည့်လိုက်စမ်းပါခမည်းတော်ကျွန်တော်တို့ဘဝအဆက်ဆက်တန်တရာအဆက်ဆက်ကဆုတောင်းလာခဲ့ကြတဲ့နိဗ္ဗာန်ဒီသင်္ကန်းကရင်နဲ့နိဗ္ဗာန်ရရဘာလို့ဤဆွမ်းကရင်နဲ့နိဗ္ဗာန်ရရဘာလို့ဤလို့ဆုတောင်းလာခဲ့ကြတဲ့နိဗ္ဗာန်ဒီနေ့အချိန်ထိနိဗ္ဗာန်ဘယ်ဒီမှမသိသေးပါဘူးနော်ကဲမများပါဘူး၅ပါးတည်းအဲ့ဒီ၅ပါးသီလတာစောင့်ထိန်လိုက်နိဗ္ဗာန်နဲ့နီးနေပြီနိဗ္ဗာန်ရဲ့တကားဝရောက်နေပြီမှတ်လိုက်ပါဒီတော့ဒီ၅ပါးသီလက၅ပါးတည်းဆိုပြီးတော့အထင်မသေးနဲ့သိတ်ကောင်းဘာနဲ့တူတုံးဆိုတော့အိမ်နဲ့အိမ်မှာလှေကားနဲ့တူတယ်အပေါ်ရက်ရောက်ချင်အဲ့ဒီလှေကားကနင်းတက်မှာအပေါ်ရောက်တယ်ပြောလို့တော့ရတာပေါ့ကျုပ်တို့ကကြော်တက်လိုက်မယ်ဗျာကြော်တက်ရင်မတော်ရင်ချော်ကြတတ်ပါလေဝိပဿနာအလုပ်လုပ်ရင်ဒီသီလဆိုတာလုံရတယ်အဲ့ဒီသီလလုံမှာတမာတိထူထောင်တယ်အဲ့ဒီတမာတိထူထောင်နိုင်လို့တမာတိအားကောင်းလာမှာမဲ့ညာပူညာရနိုင်ပညာဒါကြောင့်သီလတမာတိပညာကဲဘလောက်ကောင်းတယ်ဒီတော့ဗုဒ္ဓကလူတွေကိုလူတွေနဲ့ထိုက်ရုံနဲ့ထိန်းခိုင်းတာပါ၅ပါးတည်းမှာမများပါဘူးအရိယတော်ရဲ့သံဃာတော်ရှင်သူမြတ်တို့ကျတော့220ခုနှစ်သွဲသောသိက္ခာကိုစောင့်ထိန်းခိုင်းတာဒါအချင်းအားအကျေအားပြောရင်ဂတိ9တောင်ရောတဲ့ကဲခမည်းတော်ပြောသူက၅ပါးတည်းပါမများပါဘူးနော်ဒီတော့ကျွန်တော်လာပြီးဘသူမေးမေးခမည်းတော်ဘာလူမျိုးတို့လို့မေးရင်ဗုဒ္ဓဘာသာမြန်မာလူမျိုးလို့ဖြေမှာပါနော်ဗုဒ္ဓကဖယားဘာသာဆိုတာစကားမြန်မာဆိုတာလူမျိုးဖယားစကားနားထောင်တဲ့လူမျိုးတွေဖယားအယူယူတဲ့လူမျိုးတွေကြိုက်ဖယားခိုင်းတဲ့၅ပါးသီလကိုလုံအောင်ထိန်းနိုင်ကြပြီလားကျွန်တော်တို့ခေတ်ထဲ၅ပါးသီလလုံအောင်ထိန်းနိုင်တဲ့လူရှာကြည့်တော်တော်ကိုရှာပါပါကိုချီဝါကြီးဘလောက်လောက်ရှာတာတော့မမေးနဲ့မရှိသလောက်ကိုရှာပါဒါဖြင့်ဗျာခမရတော့လုံရလားမေးကြီးကျုပ်လဲဝေးပါသေးတယ်ဒီပုတ်သေးကဒီပဲပါပဲနော်၅ပါးသီလထိန်းတဲ့နေရာရှိပါတယ်တရားဝဲရှိရင်မနေ့ပြန်နေဆောင်လို့ဆရာတော်ဘုရားကြီးက၅ပါးသီလချပြီးနောက်ကမန္တတဲ့တထိုင်တော့လိုက်ဆိုကြပါပါမန္တအပြင်ရောက်တော့အဲ့ဒီ၅ပါးဘယ်ရောက်သွားမှကိုမသိတော့တကယ်တမ်းကျတော့အဲ့ဒါဆိုရမယ်သီလမဟုတ်ပါဘူးစောင့်ထိန်းရမယ်သီလသို့တော့ကျွန်တော်တို့ခေတ်က
စောင့်ထိန်ရမယ်တီလာကိုအဆိုးတီလာတက်တက်လောက်လုံနေကြတောက်ဆေးတဲ့လိန်စည်းနဲ့မှားနေကြတာယောဂပျောက်ဖို့လမ်းမမြင်ပါနော်ဘုရားရှင်ကိုရောမြတ်ကြီးကချစ်သားချစ်သမီးတို့ပါဏာတိပါဒသူများအသက်မတတ်နဲ့ဝိစွာကရှောင်ညာငါဖယားမကြိုက်ပါဘူးကျုပ်တို့ဖယားကသူများအသက်တတ်တာမကြိုက်ဘူးရှောင်ခိုင်းတယ်ခမရတို့ကျုပ်တို့ရှောင်နိုင်တာရှောင်ပါဦးတတ်လည်းကြတယ်သူများအသက်အမလီခမရတို့လည်းကြားလိုက်ပါပဲသွေးချောင်းစီးတယ်ညှိရော်တွေကိုနန်းနေအောင်တတ်တာကဲဗုဒ္ဓဘာသာလေဗျာဒါလေးတော့ဆင်ញင်ပေးကြပါဦးဘုရားရှင်ကိုရောမြတ်ကြီးကရှင်သားရှင်သမီးတို့အရိဏဒါနသူများပစ္စည်းဥစ္စာမခိုးနဲ့ကွယ်တဲ့ငါဘုရားမကြိုက်ဘူးကွယ်ဝေးစွာမှရှောင်ရဟဲ့ကျုပ်တို့ဗုဒ္ဓကသူများပစ္စည်းခိုးတာဖွက်တာမကြိုက်ဘူးတဲ့ခမည်းတော်ကျုပ်တို့ဗုဒ္ဓဘာသာတွေရှောင်နိုင်ကြလားရှောင်ပါဦးတရားမန္တထဲဝင်လာလို့တော့မကိုဖက်နှက်ကိုလွတ်လွတ်ကျွတ်ကျွတ်အပြင်ချွတ်မထားရဘူးဗျမလစ်နဲ့လစ်တော့အောင်ဓာကြမ်းနေတာဗုဒ္ဓဘာသာတွေဟမ်ဘုရားရှင်ကိုရောမြတ်ကြီးကချစ်သားချစ်သမီးတို့ကာမေတုမိစ္ဆာစာတာသူများအေးရမကျူးလို့နဲ့သူများသားမရမစော်ကားမပြစ်မှာနဲ့ကွယ်ငါဖယားမကြိုက်ဘူးကွယ်ဝေးစွာမှရှောင်ညာတာဟဲ့ဖယားကရှောင်ခိုင်းတာခမည်းတော်ကျုပ်တို့ရှောင်နိုင်ကြလားရှောင်ပါယောက်ျားကြီးဦးဆိုးကိုမျက်စိရှိပြန်ချောချောလှလှလေးဖြတ်မသွားနဲ့ခြေတော့ကနေခေါင်းအဆုံးကြည့်ခြင်းညမြင်ခြင်းညကြည့်လို့မြင်တဲ့နေရာရထားနိုင်တယ်လားရပါဖြစ်နေကြတာဟမ်ဘုရားရှင်ကိုတော်မြတ်ကြီးကရှင်သားချစ်သမီးတို့မုဒ္ဒဝါဒလိညာလေပြမဟုတ်မမှန်သောတကားမပြောကြနဲ့ကွယ်မလိညာနဲ့မညာကြနဲ့ငါဖယားမကြိုက်ဘူးကွယ်ဝိစွာမရှောင်ကြဖယားကလိညာညာတာမကြိုက်ဘူးတဲ့ခမည်းတော်ကျုပ်တို့ရှောင်နိုင်လားရှောင်ပါလိညာမှလည်းမရှက်ပါဘူးညာရမှလည်းမကြောက်ပါဘူးမသိအောင်လည်းလိညာပြောင်းလည်းလိညာနီးမျိုးစုံနဲ့လိမ့်နေတာဘုရားရှင်ကိုရောမြတ်ကြီးကချစ်သားချစ်သမီးတို့သူရာမေရရသေဤတောက်စားခြင်းကိုငါဘုရားခွင့်မပြုပါဘူးဝဲဝေးစွာမှာရှောင်ရဟဲ့သူရာဖြစ်က၅ပါးပြတ်တတ်တယ်ကျုပ်တို့ဗုဒ္ဓကအရက်တော့တာမကြိုက်ဘူးတန်ဃာတော်ရှင်သူများတွေကလည်းတားလိုက်ကြတယ်မိခင်ဖခင်များကလည်းဆုံးမလိုက်ကြဒါပေမဲ့ခမည်းတော်ကျုပ်တို့ရှောင်နိုင်ကြလားရှောင်ပါကျုပ်တို့ခေပိုးဆိုးပါနီလေးမှမဆောင်လိုက်နဲ့ပစိုးဝတ်တတ်တဲ့အရွယ်ကစားခေါင်းပေါင်းပေါင်းနိုင်တဲ့ကြားနီလေးများဆောင်လိုက်ခြီလန်းနေမှားကုန်ပြီစကားပြောဒီလုံထွေးထွေးဖြစ်ချမ်းတော်ကောအချမ်းပြီနေဘူးတော့ကောနေဘူးကံထမင်းမစားခင်တော့ကောစားတော့ကောင်းအောင်လို့ဆေးဖြစ်ဝါဖြစ်ပါကွာစားပြီးတော့ကောအဆက်ဘိတ်ကွာအပေါင်းအသင်းနဲ့တွေ့တော့အပေါင်းအသင်းကြောင့်စီဝါရေးလေးအဆင်ပြေတော့လေဘာရလို့မဟုတ်ပျော်လုံးလို့ဟေးစီဝါရေးကြသွားတော့ငါတော့စိတ်ညစ်လို့မထူးတာခင်းတော့တာတဲ့ကဲဘယ်နေရာကြံသေးလို့စဉ်းစားကြပါဦးစဉ်းစားကြပါဦးနော်ခမည်းတော်ကျွန်တော်တို့ကြီးလေဒေသတွေရတော်ပါသေးရဲ့မြို့ကြီးတွေမှာခမည်းတော်လည်းရောက်ဘူးသားပဲအဝေးရမြန်ကြည့်လိုက်စမ်းမှာအာမလီအချွန်ကြီးတွေအတက်ကြီးတွေနဲ့ဓမ္မယုံကြီးလားထင်းနေရအတွင်းဝင်သွားမှာပလင်းမြေမှာဩဒါအရက်ဆိုင်လို့သိရဖယားတိုင်းကြိုးပြီးအရက်ဆိုင်လေးတဲကြဘုန်းကြီးเจ้าကြိုးပြီးအရက်ဆိုင်လေးဖွင့်ကြထားတော့ကဲဘသူပြက်ပြက်ငါတို့ကောင်းအောင်နေမယ်ဘသူမိုက်မိုက်ငါတို့တော့လိမ္မာအောင်နေမယ်ဘသူဆိုးဆိုးငါတို့တော့ရှင်ကြီးအောင်နေမယ်လို့ကောင်းသောစိတ်ထားနဲ့ကောင်းသောစိတ်ဓာတ်မွေးနိုင်တာဒီနေ့ဦးတိုင်ဝဲတို့တွေ့တွေ့ဝင်လို့မိသားစုဖြစ်ပါတယ်ဒီနေ့တော့ဗုဒ္ဓရဲ့အလိုတော်ကြသံဃာတော်အရှင်သူမြတ်တို့ရဲ့အလိုတော်ကြဒီနေ့တော့ဒါနပြုပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးကလည်းချစ်သားချစ်သမီးတို့ဒါနပြုမယ်လို့မိမိရဲ့တန်တာမှာလှူခြင်းနဲ့စေတနာတရားတရားတွေဖြစ်ပေါ်လာရင်ဒါနကိုနှစ်တည်လတည်ရက်တည်ဆိုင်မနေနဲ့တဲ့ဒါနကိုမြန်အောင်ပြုကြလားတဲ့ချုပ်တို့ဗုဒ္ဓကတိုက်တွန်းတာဒါနကိုဘလောက်ထိမြန်အောင်ပြုခိုင်းတော့လို့ဆိုတော့သိန်းတော်မြင်းလောက်မြန်အောင်ပြုပါဒါနကိုသိန်းတော်မြင်းလောက်မြန်အောင်ပြုကြအဲ့ဒီမြင်းကဘလောက်ထိမြန်တော့လို့ဆိုတော့မျက်စိတမိတ်လျှက်တည်းအတွင်းမှာယူသနာ1000ထိမြန်နေမိုင်နဲ့ဖွဲ့ပြောရင်တော့မိုင်ပေါင်းများစွာပေါ့နော်အဲ့ဒီလောက်မြန်တဲ့မြင်းလို့ဒါနကိုမြန်အောင်ပြုကြဘာကြောင့်လဲသူ့တဲ့မြန်နေသေးတဲ့သေခြင်းတရားကရှိနေသေးတယ်တဲ့ကိုွေးတော့လည်းမဆမ်းမီဆန့်တော့လည်းမကွေးမီလက်ဖြောက်တစ်ချက်တီးုံမျှတဲ့ဂဒေ